ပြင်းထန်သောပျက်စီးယူမှုများဒီကဘာကြီးလောကကဘာတို့လျင်မြန်စွာကျူးကျော်ရောက်လာနေပြီဖြစ်သည်အဲလစ်နှင့်သူမ၏အပေါင်းဖော်များသည်လွတ်လွတ်ရသောမဖြစ်မနေထွက်ပြေးကြရတော့သည်ဘေးအန္တရာယ်ဆိုးကြီးနှင့်ရင်ဆိုင်နေရခြင်းတွင်ခန်းစားချက်များနှင့်တက်ချီဘဝအားလုံးမှာအလုံးမင်းနုနယ်လုံးလာသည်ဟုထင်ရသည်ကျန်ရစ်သောမဟာမိတ်များသည်ဒေချင်းတရားနှင့်နေကလာသည်နှင့်အမျှနောက်ဆုံးနှုတ်ဆက်စကားများကိုအတီးတီးပြောခဲ့ကြသည်တွန်တယ်ဒီနှင့်တွန်တယ်တန်တို့ညီကိုနှင့်နှုတ်ဦးသည်တို့ကိုတို့ဆုပ်ကိုင်းနှုတ်ဆက်ပါတယ်ညီလေးနှုတ်ဆက်ပါတယ်အကိုဟုဆိုကနှုတ်ဆက်ခဲ့ကြသည်ခွေးကြီးပိုင်ရကလည်းမင်းတို့အားလုံးနှင့်အတူရှိခဲ့ရတဲ့အချိန်တိုင်းကိုငါတံပိုးထားပါတယ်ဟုပြောကြခဲ့ပြီးဆရာကြောင့်ကအရှင်ကုန်သွားပြီဟုဆိုကပြောက်ကွယ်သွားခဲ့သည်ထိုအချိန်တွင်ဒုက္ခိကကျွန်တော်တို့မမိတော့ဘူးအရှင်ကုန်သွားပြီဟုစိတ်ပြက်လက်ပြက်အော်ဟစ်နေစဉ်အရှင်ကဟိုအမိရသောပုဂ္ဂိုလ်ကငါရဲ့နောက်ဆုံးစက္ကန့်ကိုမရောက်သေးဘူးဟုပြန်လဲတုတ်ပြန်ခဲ့သည်ထို့နောက်သူသည်မိမိနှလုံးသားကူစားပြီးသောနာယီကိုထုတ်ယူက၎င်း11ကိုအတင်းအကျပ်ရပ်တန့်လိုက်သည်ထိုအခါပျက်စီးရုံမှုများပြန့်နှံ့နေခြင်းမှာကိတ္တရပ်တန့်သွားတော့လေသူသည်ပြင်းထန်သောနှလုံးရပ်တန့်မှုဝေဒနာကြောင့်နာကျင်စွာအော်ဟစ်ခဲ့ရသည်ငါရဲ့အနိုင်မခံအရှုံးမပေးတဲ့စက်ကြီးကိုကြည်စမ်းဟုဂုဏ်ယူစွာပြောဆိုနေစဉ်မှာပင်ပျက်စီးရုံမှုများကတပံပြန်လဲဆက်တင်လာခဲ့သည်အဲလစ်ဒီသူမ၏ခွန်အားရှိသမျှအသုံးပြုကပန်းတိုင်စီသို့အပြေးအလွှာသွားခဲ့သည်သူမသည်နတ်ဘုရားနိုင်ဘော်တွင်စွမ်းအင်လုံးကိုတင်ရန်ကျူးစားခဲ့တော့လဲတစ်စက္ကန့်ခန့်နောက်ကျသွားခဲ့သည်တကဘာလုံးသည်တင်မင်းတမျှတိတ်ဆိတ်ခြင်းတဲ့သို့ကြားရောက်သွားခဲ့ပြီးတချိန်ကဒဏ္ဍာရီဆန်ခဲ့သောကဘာကြီးသည်ယခုအခါတွင်မူမမရှိများဖြင့်ဖုံးလွှမ်းသွားခဲ့ရပါတော့သည်